Scenery ကျွန်တော်တို့ရောက်တိုင်းဒီဆိုင်မှာပဲမနေ့စာစားဖြစ်တယ်ဈေးနှုန်းလေးအရင်တက်တာတယ်အရသာတော့မဆိုးထိုင်လို့လည်းကောင်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဆိုင်မှာပဲအမြဲထိုင်ဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဟိုတယ်နဲ့ဒီ Angkor Wat လမ်းတစ်လျှောက်မှာရှိတဲ့ဒီ Scenery မြို့ရဲ့အလောင်းကျွန်တော်ရိုက်ပြထားတာဒီမြို့ကတော်တော်လေးကိုတန်ရှင်းတိုက်ရက်ပြီးတော့လှတယ်ဒီတစ်ပင်တွေကလည်းစိမ့်ဆူပြီးတော့နေရာတိုင်းမှာရှိတယ်ဒီမြို့လေးရဲ့ဒီဇိုင်းကဖနွားပင်နဲ့လုံးဝမတူတာအမြင်ကတော်တော်ဆန်းတယ်နေချင်းချတော်တော်ကောင်းတယ်ကျွန်တော်တို့ဒီမြို့လေးတော်တော်သဘောကျတယ်ကျွန်တော်တို့တကယ်ချင်း9ယောက်ဆိုင်က3စီကျွန်တော်ကတယောက်တည်းပေါ့ဘာလို့ဆိုကျွန်တော်ကဒီခီးတစ်လျှောက်လုံးရဲ့ဒီ vlog လေးကျွန်တော်ကရိုက်တာAngkor Wat area တွေကိုစဝင်လိုက်တဲ့ဒီလမ်းတစ်လျှောက်လေးကျွန်တော်တော်တော်လေးသဘောကျတာတော်တော်လေးမိုက်တယ်ဒါကတော့ Angkor Wat ကျောင်းဆောင်ကိုဝန်းရံထားတဲ့၄တောက်ရေကန်တော်တော်လေးကြီးရယ်ဒါကတော့ဒီ Angkor Wat ကျောင်းဆောင်ရဲ့ဝင်ပေါက်ကမဟုတ်လေးပေါ့တော်တော်လေးခံရတယ်ဒီ Angkor Wat ထဲကိုကျတော့ကျွန်တော်လက်မှတ်ရှိမှဝင်လို့ရတာလက်မှတ်တစ်စောင်ကကျတော့$39ပေးရတယ်သိလားရောက်တဲ့နေရာလေးမှာဒီလိုအယူလေးထားလိုက်ရမှာတစ်ဖွဲ့လို့Angkor Wat ကျောင်းဆောင်ပြင်ဘက်ကနေပြီးတော့ခုနောက်တစ်နေရာကျွန်တော်ဆက်သွားနေပြီပေါ့ကျွန်တော်တခုပြောပြချင်တာကျတော့ဒီခီးလေးကကျွန်တော်တို့အားလုံးရဲ့ဒုတိယမြောက် Angkor Wat ခီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ Angkor Wat လက်မှတ်ကိုကျွန်တော်တို့မဝင်ဘဲနဲ့ဒီ Angkor Wat area တစ်ခွင်မှာ free တွားလို့ရတဲ့နေရာလေးကိုဘယ်လိုမျိုးတွားလို့ရလဲဆိုတော့ကျွန်တော်တို့ share လုပ်ပေးတာပါဒီနေရာလေးကခီးတွား vlogger အများစုပုံတင်ထားတဲ့နေရာလေးဒီနေရာလေးကတော်တော်လေးကိုမိုက်တာဒီနေရာရောက်ပြီဆိုတာနဲ့ဒီတုတ်တုတ်ပေါ်ဆိုင်ကယ်ပေါ်ဒီကားပေါ်လေးကနေဆင်းပြီးတော့လူတွေကဒီမုံအောက်မှာလာတတ်ဖို့တွေရိုက်ကြတာဒီတစ်ခေါက်ကျွန်တော်တို့တငင်ချင်းတစ်ဖွဲ့တော်တော်လေးကိုကန်ဆိုးသွားတာဘာလို့လဲဆိုရင်အနေကခီးတွားအလာများတော့ဒီဝင်ပေါက်မှာလက်မှတ်ဆက်တယ်လက်မှတ်ဆက်တော့ကျွန်တော်တို့ကလက်မှတ်မဝယ်ထားလို့ကျွန်တော်တို့ဝင်ခွင့်မရလိုက်ဘူးဝင်လို့မရဘူးဆိုမှလည်းကျွန်တော်တို့အားမငယ်ခဲ့ဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီတရားထိတ်ကနေပြီးတော့ဒီမုံဦးကြောခိုင်းပြီးတော့ကျွန်တော်တို့တစ်ဖွဲ့လည်းစိတ်ရှိလက်ရှိဓာတ်ပုံတွေအများကြီးရိုက်ခဲ့တယ်နောက်ကျော်လက်ပြီးအဲ့မုံဦးနဲ့ရိုက်ပြီးတော့ငါးမြရေချိုးပြန်ဆိုတဲ့စကားပုံအတိုင်းပဲကျွန်တော်တို့ဒီမုံဦးကြောခိုင်းပြီးတော့တွတ်တော်လေးဆော့ပေးလိုက်တယ်ခုကျွန်တော်တို့ Google Map ကိုကြည့်ပြီးတော့ဒီ free ဝင်လို့ရတဲ့နေရာထဲကနေပြီးတော့ coffee ဆိုင်ကောက်ကောင်းလေးတစ်ဆိုင်ကျွန်တော်တို့တွားနေတာဖြစ်ပါတယ်။ဒါကကြတော့ဒီ Bianchi တစ်လျှောက်မှာ view လေးအရင်လာလို့ကျွန်တော် video လေးကိုထည့်ပေးတာ။ဒီ coffee ဆိုင်လေးကဒီ Angkor Wat area အပြင်ဘက်ကိုတော်တော်လေးကိုကြာတာ။ကျွန်တော်အမြင်ပြောရရင်ရွာဘက်ကြာတယ်လို့တော့ပြောရလိမ့်မယ်။ဒါကကြတော့ coffee ဆိုင်ရောက်ခါနေမြင်ဝင်နေပေါ့